တရုတ်ဆောင်သူမကွယ်လွန်ခင်မှာနောက်ဆုံးမြင်ခဲ့ရတဲ့မြင်ကွင်းနဲ့ပတ်သက်ပြီးဖွင့်ဟလိုက်တဲ့ထူရဲ့မိခင်အားလုံးလည်းသိကြတဲ့ MRTV4 ဇက်ပိုတရုတ်ဆောင်သူကွယ်လွန်သွားတာကရသက်တစ်ပတ်အနေငယ်ရှိလာပါပြီ။ဒါပေမဲ့တရုတ်ဆောင်သူဘာကြောင့်ကွယ်လွန်သွားရတယ်လဲဆိုတာကိုတိကျမသိရသေးပါဘူး။တချို့သောသတင်းတွေအရတော့တရုတ်ဆောင်သူမောင်းလာတဲ့ကားကတစ်ပင်အငယ်လေးကိုသာဝင်တိုက်လိုက်တာပါ။ဒါပေမဲ့တရုတ်ဆောင်သူတယောက်ခေါင်းကိုထိခိုက်ပြီးကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကတော့တရုတ်ဆောင်သူဟာမတော်တဆမှုကြောင့်ကွယ်လွန်သွားတာမဟုတ်ဘဲလောက်ကျန်ခံရတယ်လို့ဆိုပါတယ်။တချို့ကလည်းမူးပြီးတော့ကွယ်လွန်သွားတယ်လို့ဆိုကြပြန်ပါတယ်။တရုတ်ဆောင်ထူးရဲ့အနုပညာတငယ်ချင်းတွေကတော့ထူးကတောက်စားမှုယူကကားမောင်းတတ်တဲ့သူမဟုတ်ဘူးလို့ဆိုကြပါတယ်။ဒါကြောင့်ထူးသေဆုံးသွားတာကသွေးရိုးသားရိုးမဟုတ်ဘူးလို့လည်းထင်ကြေးပေးနေကြတာပါ။ခတ်တာကထူးနဲ့အတူတူကားပေါ်မှာပါလာတဲ့ဆိုတဲ့ချစ်သူနဲ့တခြားယောက်ျားတစ်ယောက်ကထူးဘာကြောင့်ကွယ်လွန်သွားသလဲဆိုတာနဲ့အတူအဲ့ဒီညမှာဘာတွေဖြစ်ပျက်သွားခဲ့လဲဆိုတာကိုမပြောကြပါဘူး။ဒါကြောင့်လည်းထူးဟာလှုပ်ကြံခံရတာလားဆိုပြီးတန်တရားဝင်နေကြပါတယ်။တချို့သတင်းတွေအရတော့ထူးနဲ့သူ့ရဲ့ချစ်သူကောင်မလေးဟာစကားများရှံဖြစ်ပြီးတော့စတရာကွင်းကိုဆွဲလိုက်လို့တစ်ပင်ကိုတိုင်းမိရလို့ဆိုပါတယ်။တချို့ကလည်းထူးဟာရင်တိုင်းမှုမဖြစ်ခင်ထိတ်လန့်တုန်လှုပ်ပွဲမြင်ကွင်းကြောင့်ကွယ်လွန်သွားတယ်လို့ဆိုပါတယ်။အခုခါမှာတော့တရုတ်ဆောင်ထူးရဲ့မိခင်ကတားဖြစ်သူတရုတ်ဆောင်ထူးကွယ်လွန်သွားတဲ့ပုံမှာအဖြစ်မှန်မသိပဲရှောက်မပြောကြစေခြင်းကြောင့်တားဖြစ်သူကဘာကြောင့်ကွယ်လွန်သွားလဲဆိုတာထက်တားဖြစ်သူမသိခင်မှာဘာကိုမြင်လိုက်လို့ထိတ်လန့်တုန်လှုပ်သွားလဲဆိုပြီးသိကျင်နေကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်ရှင်။